အခုကဒါလေးဆိုဖီတဲရရေကူးကန်တားလာတယ်ဗျာဒီလားတော်လာတာတော်လာတာအဲ့ရေကူးကန်ကိုတွေးမှလေကျွန်တော်ဗီဒီယိုတစ်ပုတ်ရိုက်ချင်သွားဘာလဲဆိုတော့ကျွန်တော်ဘဝမှာပညာကကားမောင်းရယ်ရေကူးရယ်ပြီးတော့ကားရောင်းဝယ်ရယ်မြင်းဆရာကြီးတော့ရှိတယ်ဗောနော်တင်ဆရာမရှိတဲ့ပညာပြီးတော့မြင်းစီးတာရယ်အဲ့ပညာလေးကိုကျွန်တော်တအားကျွမ်းတယ်မြင်းစီးတာကတော့ကျွန်တော်မစီးတာကြာပြီဗျာဒါပေမဲ့ရေကူးတာရယ်ကားမောင်းတာရယ်ကားရောင်းဝယ်နောက်ပြီးတော့ကားကုရှင်ကျွန်တော်ဖေရဲ့ကားကုရှင်ဒါကတော့ကျွန်တော်မြင်းဆရာကတော့ကျွန်တော်ဖေပေါ့နော်ဒါပေမဲ့ကျွန်တော်တင်တော့မတင်ဘူးကျွန်တော်ဖေမှာအကျင့်တစ်ခုရှိတယ်သူ့သားသမီးကိုမဟုတ်လားဘာလဲတော့မသိဘူးကျွန်တော်ဖေကကားမောင်းရမ်းကျွမ်းတယ်ကားကုရှင်ရမ်းကျွမ်းတယ်ဒါပေမဲ့ကျွန်တော်မတင်ပေဘူးကျွန်တော်အမြင်နဲ့တက်တာမင်းတို့တင်ခြင်းလဲငါလှုပ်တာအလုံးမင်းထိုင်ကြည့်လေကားမောင်းလဲလို့ပဲမင်းကားမောင်းတက်ချင်လားလဲတက်ချင်မင်းငါမောင်းတာကိုကြည့်လေအဲ့ဒါပဲလေမင်းတက်သွားမယ်အဲ့တကားတစ်ခုနဲ့လေကျွန်တော်ဖေဘယ်တော့မှကျွန်တော်တင်ခိုင်းလို့မရဘူးဗျာအဲ့အတွေးတစ်ခုနဲ့ကျွန်တော်ဘယ်လိုဖြစ်သွားလဲဆိုတော့မြင်နေတတ်တာအဲ့စပြီးတက်တာကုရှင်ကားကုရှင်ကိုကျွန်တော်ကောင်းကောင်းတွက်တယ်ချုပ်တာရောခင်းတာရောအောက်ခင်းနေရှီလင်ကတ်တာတွေ dashboard ကင်ကတ်တာတွေအတွင်းငယ် modify နေကျွန်တော်အရင်တက်တယ်တော်ကျွမ်းတယ်တကယ်ကျွန်တော် professional တကယ်ဒါပေမဲ့ကျွန်တော်အဲ့ပညာကိုကျွန်တော်မှအမြင်ဆရာပဲရှိတယ်သင်ဆရာမရှိဘူးမြင်ဆရာကတော့ကျွန်တော်ဖေးရှိမယ်ကျွန်တော်ဖေးရဲ့တပည့်တကယ်အကြီးတန်းတပည့်တွေရှိတယ်သူတို့တော့ကျွန်တော်မြင်ဆရာတကယ်ပြောတာနောက်တစ်ခုကျတော့ကားမောင်းကားမောင်းမတက်ခင်ချင်းရေကူးတာကျွန်တော်9တန်း6 4တန်း5တန်းလောက်တည်းကျွန်တော်ကောင်းတကူခဲ့တယ်ရေကူးတာကျွန်တော်တင်တယ်မတက်ခဲ့ရေကူးတင်တယ်ကျွန်တော်လုံးဝမတက်ခဲ့ဒါပေမဲ့ရေကူးကောင်းကျွဲကျင်တယ်တော်လေးကူးတတ်တယ်ဗျာ professional မဟုတ်ဘူးဗျာဟိုလိုအချိန်ပိုင်းနဲ့ minute ပိုင်းနဲ့ second ပိုင်းနဲ့အဲ့လိုကူးတာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တူးတဲ့တော့ကိုတော့ကျွန်တော်ကောင်းကူးတတ်တယ်တဲ့မှာပါတယ်ရေမကြောက်ဘူးကောင်းကူးတတ်တယ်ကူးနီးလဲကျွန်တော်50မျိုးလောက်ကောင်းတက်တယ်အဲ့ဒါတခုပြီးသွားပြီဆိုရင်အခုနောက်ဆုံးတော့ကားမောင်းတာလည်းအဲ့လိုပဲကျွန်တော်အရင်ကျွန်တော်ဦးလေးတွေသူတို့အဲ့လိုမျိုးရဲရိုက်သွားရင်ကျွန်တော်ဂျစ်ကားခစ်တော့အဲ့လိုမျိုးရဲအဲ့ဒီကျွန်တော်တို့ကန်တော်ကြီးတစ်ပတ်ပေါ့ပေးမောင်းတယ်ကျွန်တော်မောင်းရတယ်အဲ့လိုမျိုးတွေမောင်းတယ်ပြီးတိကြကြီးကျွန်တော်ကိုတင်ပေးတယ်ဆိုတာမရှိဘူးဗျာမြင်းဆရာတွေတော့ရှိတယ်ကျွန်တော်ဖေးရှိမယ်ကျွန်တော်ဖေးညီငယ်ဆုံးရှိမယ်ကျွန်တော်ဦးလေးပြီးတော့နောက်အကူတယောက်ရှိသေးတယ်သူတို့3ယောက်ရှိတယ်ပညာပေါင်းပြီးကျွန်တော်ကားမောင်းတက်လို့ကားဆိုလည်းကျွန်တော်ဘဝမှာမောင်းမှုတဲ့ကားမရှိဘူး manual စပြီးကားမောင်းတက်တာစမောင်းတာ7 manual ကိုစမောင်းတာကားမောင်းတာနဲ့ပတ်သက်ပြီးမှန်ရတစ်ခုပြောမယ်ကျွန်တော်အသက်ဘယ်လောက်လဲဆိုတော့ကျွန်တော်8တန်း9တန်းနှစ်လောက်မှာဟုတ်တယ်အဲ့ဒီအချိန်မှာကျွန်တော်ကားလေးတစ်စီးရောင်းဝယ်ဖြစ်တယ်ဘိတ်ဘက်ကိုရောင်းတာကန်တာဓာတ်စီ manual လေးအဲ့ကားလေးကိုကျွန်တော်ကောင်းမောင်းတတ်တဲ့အကြောင်းကျွန်တော်ဖေရင်ပြောတယ်အဲ့ကားလေးကျွန်တော်ဝယ်ပေးလိုက်တာပွိုင်းရိုက်လိုက်တာဗျာကျွန်တော်အဖေရဲ့တငယ်ချင်းကားပဲကျွန်တော်ဘိတ်ဘက်ကိုရောင်းလိုက်တာအဲ့တော့ online ကနေ online မှာကျွန်တော်ပုံလေးတွေတင်ပြီးရောင်းလိုက်တဲ့အခြေအနေပဲအဲ့တော့ကျွန်တော်ဖေကျွန်တော်ပြောတယ်အဖေကျွန်တော်ကားကုန်းမောင်းတတ်တယ်ကျွန်တော်နဲ့ like ခဲ့ပါလားကျွန်တော်ကားလေးပတ်မောင်းချင်လို့ဆိုတော့ကျွန်တော်ဖေအေးမင်းလုံးမရှုံနဲ့ကျွန်တော်ဖေနည်းနည်းစိတ်ရှုပ်တာမကြိုက်အဲ့လုံးမရှုံနဲ့ငါလုံးပင်ပန်းနေတယ်အဲ့ဒါကျွန်တော်ပါလဲဆိုတော့ကျွန်တော်တကယ်ချင်းနေရဆိုမြောက်ပြီးတယ်ဖေမင်းတော့ခိုးခဲ့မောင်းထွက်ခဲ့ငါတို့မင်းမောင်းတော့ကြည့်ကျင်တယ်ငါမင်းမမောင်းတော့မင်းလေးဖီးရပါအဲ့ကျွန်တော်မြောက်ပြီးမြောက်ပြီးတော့ကျွန်တော်လည်းအေးလေဟိုကတောက်ကတယ်ဆိုတော့ပါတော့ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ကားလေးကိုကျွန်တော်အမေမသိအောင်ကျွန်တော်အမေဝစ်ပြူနေတဲ့အချိန်မှာမှန်မှန်ရကျွန်တော်အမေညာပိုင်းဝစ်ပြူနေတဲ့အချိန်မှာကျွန်တော်အဲ့ကားလေးကိုယူလိုက်ယူပြီးတော့ကျွန်တော်ဘဲကိုမောင်းတော့လေးခိုးပြီးတော့ကျွန်တော်မောင်းတာကောင်းမောင်းတာတော့ကျွန်တော်တကယ်ချင်းတွေကိုလမ်းထိပ်မှာဆောက်ခိုင်းပြီးကျွန်တော်ဝင်ခေါ်ပြီးကျွန်တော်ဘဲဒီမောင်းလိုက်တော့ဟိုကျွန်တော်ဝင်းနမီယာတို့ကဘာအေးတို့ဘာလို့ကောင်းမောင်းလာအဲ့ကားပို့ဆိုတာကလပ်ပြားကုန်နေတာလေကလပ်နင်းပြီးဝိုင်းလေပြန်မရင်ချိန်မလေးနဲ့အဲ့လိုကုတ်ပြီးပြန်မကလပ်ပြန်မကြွအဲ့လိုမျိုးအနေထားကျွန်တော်ကောင်းမောင်းတာမောင်းတော့ဗျာကျွန်တော်မိကအရန်စိတ်ပူတဲ့ထဲမှာပါအရန်စိတ်ပူတဲ့မိပါတယ်မှာပါအဲ့တော့ကျွန်တော်တို့လေအရန်စိတ်ပူတယ်တခုခုဆိုမလုံနဲ့မကိုင်နဲ့မထိနဲ့အဲ့လိုမျိုးပေါ့နော်အဲ့ကျွန်တော်လူမောင်းသွားတော့လေကျွန်တော်မိကလမ်းထိပ်မှာထွက်ဆောက်ပြီးတော့လေသူတအားကြောက်နေဟိုလူတရင်ဒီလူဟိုနားမှာဟိုဖြစ်တဲ့ဟိုအဲ့နေရလည်းဖြစ်ချင်တော့ကျွန်တော်ထိတ်နာနည်းနည်းကြော်မှာကာတိုက်မှုတွေဖြစ်တယ်လို့ပါတော့အဲ့တရင်နေလည်းကြာငါသားများဖြစ်နေမလားဆိုသူတအားစိတ်ပူနေတယ်လားစိတ်ပူကျွန်တော်ပြန်လဲရအောင်တပြက်စီတစ်ချောင်းကျုံအောင်ကြိုက်တစ်ချောင်းလုံးကုန်တယ်ဗျာမွားတာကျဲဝအောင်ရိုက်တာကျွန်တော်ဘွားမှာအဲ့ဒါနောက်ဆုံးပဲရိုက်ခံရတာအဲ့လိုရိုက်ခံပြီးတော့ကျွန်တော်လုတ်ခဲ့ဘူးအမှတ်တရပါနော်အဲ့ဒါနဲ့အဲ့ပညာကားမောင်းပညာရှယ်မောင်းတတ်တာကားကတော့အခုချိန်မှာတော့ဘာမှလာမပြောနဲ့ကြိုက်တဲ့ကားလားအားလုံးမောင်းမှုတယ်ဟို4ကားတွေကစားမောင်းမှုတယ်ဗျာဘယ်မိုင်း4ကားတွေကို4ဦးပြေးမှမောင်းရတဲ့ကားကြီးတွေ10 14 16 အားလုံးမောင်းလာဟိုလို expert တွေတော့ကျွန်တော်မမောင်းဘူးကျန်တဲ့ကားတွေတော့တော်များကျွန်တော်မောင်းမှုတယ်နောက်ဆိုင်ကယ်လဲလို့ပဲဆိုင်ကယ်လဲကျွန်တော်အဲ့လိုပဲအချားနဲ့ပဲတက်မောင်းလာကလပ်ဘိန်းတွေဘိန်းကြီးတွေကျွန်တော်ကောင်းမောင်းမှုတယ်
အဲ့လို highway တွေဖြုတ်ဘူးတယ်နောက်ပြီးတော့ဒီကားဝယ်အောင်ပညာဆိုလဲကျွန်တော်အရှိမပြောခဲ့ဘူးလို့ကျွန်တော်မြင်ဆရာပဲရှိတယ်တင်ဆရာဆိုပြီးကျွန်တော်တေချာတင်ပေးခဲ့တဲ့ဆရာတော့မရှိဘူးဗျာမြင်ဆရာရှိတယ်နောက် level တန်းနေနဲ့အဲ့လိုအကိုတွေနဲ့ပေါ့အကိုတွေနဲ့တွဲလို့ရင်းနဲ့သူတို့အမားတွေပြီးတော့ကျွန်တော်အဖေဆိုင်ကျွန်တော်အဖေကုရှင်ဆိုင်လေကျွန်တော်အဖေဆိုင်မှာလာတဲ့ဝယ်အောင် heavy တွေလာတာအဲ့တော့ကျွန်တော်ဖေကလည်းဒီကိုပါဘူးကားမှုကုရှင်ဆိုတာလေတခေတ်တခါဒုက္ခဒုက္ခမှာတော်တော်လေးအောင်ခဲ့တယ်ဗျာဒီကနောက်ကျွန်တော်တို့ family ကျွန်တော်တို့မျိုးရိုးကလည်းဒီကားကုရှင်မျိုးရိုးဆိုတော့တော်တော်များကားကုရှင်ပဲလောက်တာအဲ့တော့ဝယ်အောင်နေနဲ့မစိမ့်ဘူးဗျာဒီကားကုရှင်သမားတွေကဘာလို့ဝယ်အောင်နေဟို antique kit တွေကကားဝယ်ပြီးအားလုံးလောက်တာဗျာ save body လုံးမယ်ပြီးရင်ဒီကုရှင်ပိုင်းတွေအတွင်းကန်းပိုင်းတွေ decoration ပိုင်းတွေလုံးမယ် dashboard တို့ shielding တို့ခုံတွေအောက်ခင်းတွေအဲ့ဒါတွေလုံးမယ်ပြီးသွားမှအားလုံး complete ဖြစ်မှရောင်းကြတာဗျာအဲ့ဒါဟိုးအရင်ကားတစ်စီးကိုဟိုတိန်ထောင်နဲ့တောင်းနဲ့ပေးရတဲ့ခိန်းတွေက antique kit တွေကပြီးတော့ Japan option တော့ကလည်း Japan ကားတွေဗျာ Japan ကားတွေဆိုတွင်းလာရင်ပျက်စီးတွေရှိတယ်အတွင်းကန်းထဲမှာဆက်လိမ့်မီပေါက်နေတာတို့ကိုအဝင်ထွက်ပေါင်တွေပြဲနေတာထိုင်ကုန်တွေပြဲနေတာတို့ shielding တွေမီးလောင်ထားတာတို့အစုံမဲ့ dashboard တွေကွဲနေတာတို့အဲ့ဒါတွေအားလုံးကကျွန်တော်တို့လုပ်ရတယ်ရေးလဲလုပ်ရတယ်အဲ့တော့အဲ့ဒါတွေအားလုံးကဝယ်အောင်ပဲလုပ်တာဝယ်အောင်တွေအားလုံးလုပ်ပြီးမှ complete ဖြစ်မှရောင်းတာဆိုတော့ရမ်းမိုက်တယ်ကျွန်တော်ရှိရောက်တယ်ကျွန်တော်ဖေဆိုင်ရောက်တဲ့လူတွေကဝယ်အောင် heavy တွေဗျာအဲ့တော့သူတို့ကကျွန်တော်ဖေကတမျိုးသူ့လောက်ကလွယ်ရင်ကျွန်တော်ဘာစိတ်ဝင်တော့လက်ခဲ့လူရိုးဗျာတော်တော်များသိကြကျွန်တော်ဖေကြောင်းအဲ့တော့ तू ကအဲ့စိတ်ဝင်တော့ကျွန်တော်ကကြောက်လို့မဟုတ်ကျွန်တော်အရန်လေးလာဒီကနေဟိုကနေဒီအရန်လေးလာတယ်ဗျာသိလားကျွန်တော်အရင်ကအရန်ကိုယ်ပိုင်စီးပွားရေးဖြစ်စံကျွန်တော်ဘွားမှာကျွန်တော်အဖေဆိုင်ကနေလွဲလို့ကျွန်တော်ဘယ်ဆိုင်ရောအလုပ်မလုပ်ဘူးကျွန်တော်သူများဝင်နေမလုပ်ဘူးစားလို့တယ်ကျွန်တော်ကိုယ်ပိုင်လုပ်တာတနိုင်တမိုင်လုပ်တာနော်ကိုနိုင်တာနဲ့ကိုယ်ပိုင်လုပ်တာအဲ့လိုမျိုးအဲ့တော့ဒီကျွန်တော်အဖေရဲ့ဒီအဲ့လာတဲ့ဝယ်ရောင်းနေတာကျွန်တော်ရဲ့တငယ်ချင်းတွေဖြစ်သွားဖြစ်ပြီးတော့သူတို့ကားလေးတွေရောက်ကောက်တာမင်းယူတော့ယူတာအဲ့အောင်ညီလေးရောင်းလိုက်ကျွန်တော်သူတို့ချက်တော့ယူပြီးရင်ကျွန်တော် point တွေပွဲဝိုင်းနေတွေလိုက်ဆက်မယ်ဖေးအဲ့တော့ Facebook တို့ဘာလို့မ post တင်ရောင်းနေခဲ့ကျွန်တော်အဲ့ post တင်ပြီးရောင်းမယ်ပွဲသားကလေးတွေရတယ်သူတို့ကပြောမယ်ဗျာဟဲ့အောင်ငါဒီလောက်ရရင်ပြီးရောအဲ့ကျွန်တော်နည်းနည်းပါးပို့ပြီးတော့ကြောင်းရင်ကျွန်တော်တို့ပို့ရတယ်အဲ့ဒါလေးတွေစုနေပထမအောင်ဆုံး35သိန်းစုပြီးတော့ကျွန်တော်အကူတယောက်နဲ့ကျွန်တော်နဲ့တယောက်တော့ဝယ်အဲ့ကူဆိုအခုတော့မရှိတော့လူလောကမရှိတော့ဘူးတကယ်ချစ်တဲ့အကူပါကျွန်တော်ဝမ်ခွဲအကူပေါ့နော်အဲ့တော့သူနဲ့ကျွန်တော်35သိန်းတယောက်တော့35သိန်းနဲ့ကျွန်တော်ကားစီးဝယ် delivery လေးတစ်စားဝယ်အဲ့ကနေဝဲနဲ့တစည်းနိုင်သွားတယ်တစည်းက2စီး3စီးအဲ့လိုမျိုးနဲ့အခုချိန်နေထိဖြစ်လာဒါပဲပေါ့အဲ့တော့ဒီဗီဒီယိုကတော့ကျွန်တော်လူငယ်တွေအတွက်ကောကျွန်တော်ဒီမိတ်ဆွေတွေအတွက်ကောကျွန်တော်ရဲ့နဲ့ကျွန်တော် fan တွေအတွက်ကောအရင်ကအကျိုးရှိမယ်လို့ထင်တယ်ကျွန်တော်ဒီနေရာမှာအခု Sophie တဲ့နောက်ရေကူးကန်ထဲမှာရောက်နေတာပေါ့နော်ရေကူးကန်ထဲမှာတအားလာတယ်တအားလာတဲ့အချိန်မှာဒီ idea လေးတစ်ခုထွက်လာလို့ကျွန်တော်ဒီဗီဒီယိုလေးလုပ်ပြတာကျွန်တော်နဲ့ပတ်သက်ပြီးတော့တခုခုသိချင်တယ်တခုခုအကြံဉာဏ်ရတယ်တခုခု idea ရတယ်ဆိုလဲ comment မှာတခုမှတ်ပေးကျွန်တော်ပြောတဲ့ဟာတွေကိုကြိုက်တယ်ပေါ့ကြိုက်နေတတ်တယ်ဆိုလဲ comment မှာတခုမှတ်ပေးနော်ကားနဲ့ပတ်သက်ပြီးတော့တီးလို့ရမေးလို့ရအများလို့အောင်လေးတရားရွာရောင်းမယ်ဝယ်မယ်ဆိုရင်လည်းအောင်လေးတရားရွာ A for only B for Balance